အိမ်သာတက်ပြီးထွက်လာနေမှလားအေးလေဘာဖြစ်လို့ညော်မေနဲ့တိုင်ရောဘာလို့လဲဟာဒီအိမ်တိုင်းမှာနှက်ချင်းညစ်ပြီးရေပလောင်းလို့နှက်ချီမဟုတ်ဘူးညီမလေးရဲ့အဲ့ဒါဘာကြီးလဲနှက်ချီပဲနှက်ချီပဲအဲ့ဒီကောင်ကညီမလေးကိုဘယ်လိုမေးတယ်ဖင်ခံမလားမตาမားတဲ့ဘာရိုင်းလိုက်တာကွာညီမချင်းကိုချင်းမဆန်တာဘူးအဲ့တော့ညီမလေးကသူ့ကိုဘာပြန်ပြောလဲခံပြီးွားပြီဘာမှမဖြစ်ဘူးတော်သေးတာပေါ့ငါကလေးတယောက်တော့နိုးပြတ်သွားပြီနော်မြို့ပြောလိုက်ကြားလားနင်ကလေးနိုးပြတာငါနဲ့ဘာသာနေလို့ကွာတောင်းသားနေလဲနိုးဖြတ်တော့နော်ဒီကောင်ကိုယောက်ျားမေးခွန်းတစ်ခုမြင်တယ်အရန်ချမ်းသာတဲ့တတိတယောက်မှာအရန်လှပြီးတော့အရန်ချောတဲ့ချစ်သူကောင်းမလေး၃ယောက်ရှိတယ်တတိကအဲ့၃ယောက်ထဲကသူဘသူနဲ့လက်ထပ်မလဲဆိုပြီးစဉ်းစားမရတာနဲ့သူဂိမ်းတစ်ခုကစားလိုက်တယ်အဲ့ဒါဘာလဲဆိုတော့အဲ့ဒီသူ့ရဲ့ချစ်သူကောင်းမလေး၃ယောက်လုံးကိုတယောက်ကိုဂိမ်းတစ်ထောင်ကြီးပေးလိုက်တယ်အဲ့ဒီအချိန်မှာပထမဦးဆုံးတယောက်ကအဲ့ဂိမ်းတစ်ထောင်ကိုသူကြိုက်တဲ့စိတ်ကြိုက်သူလိုချင်တဲ့အရာတွေအားလုံးဝယ်လိုက်တာပတ်စံဂိမ်းတစ်ထောင်ကုန်သွားတယ်ဒုတိယတယောက်ကကြတော့အဲ့တထေးနဲ့အတူတူနေဖို့ဆိုပြီးတော့မှတိုက်တလုံးတိုက်ကောင်းကောင်းတလုံးပေါ့နော်တိတ်တစ်ထောင်နဲ့တိုက်တလုံးဝယ်လိုက်တယ်ဆန်ကုန်အောင်အဲ့တော့နောက်ဆုံးတယောက်ကကြတော့တထေးပေးတဲ့တိတ်တစ်ထောင်ပို့ပြီးတော့မှများလာအောင်ဆိုပြီးစီးပွားရေးလုပ်လိုက်တာတိတ်2000ပြန်ရလာအဲ့တော့အဲ့တထေးကြီးကအဲ့3ယောက်ထဲကဘသူ့ရွေးချယ်မယ်ထင်တယ်ဒါများရှင်းရလဲခလေးမေးတော့သိတယ်နောက်ဆုံး3000ကနေ2000ဖြစ်တဲ့မိန်းမကိုရွေးချယ်မှာပေါ့မားတယ်နောက်ဆုံးတထေးရွေးချယ်သွားတာကဖင်ကြီးတဲ့သူရွေးသွားကောင်းပြီလေဒါဆိုရင်ကျမလည်းမေးမယ်ရှင်းတစ်ခုလောက်မေးလေအမေးပါဒါနဲ့ဒီတိုင်းတော့မရအောင်1000ကြီး1000ကြီးအော်ဒါလားချအဲ့လိုလားစင်ခေါ်လို့တိမ်ပေါ်ထောင်လိုက်ဒါမဲ့တခုရရှိရနော်ဟိုမေကုန်းအခက်ကြီးရောမမေးရအောင်နော်မမေးရှင်းနဲ့ခက်စစ်စင်နေဟာဒါချဒီလေကိုင်နာတင်တာဒီမှာတင်နိုင်မှာဟုတ်တင်နိုင်အရန်လှတဲ့ကောင်မလေးတယောက်မှာအရက်မြင့်မြင့်ရုပ်ဖြောင်းဖြောင်းနဲ့ချစ်သူကောင်လေး3ယောက်ရှိတယ်တယောက်ကဆရာဒုတိယတယောက်ကနိုင်ငံကျော်အစုတော်နောက်ဆုံးတယောက်ကအောင်မြင်နေတဲ့စီးပွားရေးလုပ်ငန်းရှင်ဒါဆိုရင်အဲ့ကောင်မလေးကသူ့ချစ်သူ3ယောက်ထဲကဘသူ့ကိုရွေးမလဲဒါလေးကလွယ်လွယ်လေးကလေးကိုသွားမိတော့သိတယ်အောင်မြင်နေတဲ့စီးပွားရေးလုပ်ငန်းရှင်ပဲရွေးမှာပေါ့စားပြီမှားတယ်ခြေမကြီးတဲ့လူကိုရွေးတယ်哎呦我的妈！